Hello အားလုံးပဲမင်္ဂလာပါရှင်ဒီလီယိုနာဒီအောင်ဖြစ်တယ်လီယိုနာပဲဖြစ်ပါတယ်လီယိုနာဒီနေ့ကတော့နှစ်ခုတည်းတစ်ခုရွေးချယ်ရမယ်ဥစ္စာလေးပဲဖြစ်ပါတယ်ရှင် like ကြပါဦးဒါလည်းပါလေဟောဒါပါဘိုင်နဲ့ဟိုမှာ67ပဲကြည့်အောင်300 like တဲ့သူကချမ်းသာတဲ့သူလုံးမလားတဲ့ဟိုဟာစီးရဲသူလုံးမလားတဲ့ချမ်းသာတဲ့လူပဲလုံးမှာပေါ့အများစုကတော့ချမ်းသာတဲ့လူပဲပြောကြမှာပေါ့အော်ဟုတ်တာမကြုံမိုက်တယ်ဟာမိုက်တယ်နော် Okayနောက်တစ်ခု let's go ရက်ရှိချင်လားတဲ့ရက်ပူချင်လားတဲ့ရက်နည်းနည်းရှိချင်တာပေါ့ဟာရောက်ရေဟိုးကြီးမလေးokay ပါဖြစ်တော့ထားလိုက်ပါ let's go ဟိုတင်ဖြစ်သွားဘာလို့လမ်းလျှောက်တာလဲ Would you rather marry 6-7 or marry Skibidi Toilet? 6-7နဲ့မင်္ဂလာဆောင်မလားတဲ့ Skibidi Toilet နဲ့မင်္ဂလာဆောင်မလား6-7ပေါ့ Skibidi Toilet အိမ်သာကောင်းဆိုတော့ We are gathered here today to witness a တကယ် monumental မင်္ဂလာဆောင်သွားတာ哦 We are here for ရုပ်ရည်မ bonding ဟုတ်တော့ဘူးနော် between ရ this absolute unit 67 and our fellow legend on the right 67. Do you promise to be a good partner and always be there for this person? 6-7. ဟာကွာ And you, player, take 67 to be your partner. I do. No cap. I now pronounce you married. ယူပါဝါရောပေးသွားမှာဟုတ်ရေနေ67နဲ့မင်္ဂလာဆောင်ပြီးပေးသွားမှာလည်းဒီလမ်းတော့ပြောက်သွားပြီ Okay ဒါပြီးပါပေါ့ Would you rather save your pet or save your best friend? ဘာပြောရအောင် best friend save your bad best friend ပဲပေါ့တကယ်ချင်းပဲဟုတ်ကပိုက်ရလွင့်သွားပြီ best friend ပဲပြောမှာပေါ့ကိုတကယ်ချင်းမှာဆိုမှ No Okay be a gay be a boy တော့ Would you rather be a girl or a boy? gay ပဲပေါ့ဘယ်လိုရောအဲ့လိုမရီရအောင်နော်နည်းနည်းလုံးသွားပြီလောက်ဘာဖြစ်မလဲ Would you rather fling your friend or fling a baby? ဆင်းရုံဘာပြောရအောင်တကယ်ကြီးမီအိမ်နဲ့ထည့်လိုက်တာလားသိပါဦး Would you rather adopt a dog or a baby? Okay အတော့ဘိုင်လန်းဒီခွေးပဲယူမှာပေါ့ဘိုင်စင်းရတယ် Would you rather join the group and like the game or be I'm so grounded mad by at mom? you. You will not leave this. like the game ဟုတ်တာပဲဒီမှာ like the game နဲ့ okay လုံးလိုက်ပါပြီ okay နောက်တစ်ခုရောက်လာပါပြီ have a pet unicorn have a Would pet you rather have a pet unicorn or a pet talking cat? talking cat ပဲပေါ့ကြည့်စမ်း Phoebe တဲ့မြောင် Phoebe ဆက်လာပါ Would you rather wear a superhero cape every day or have cool boots that make you jump super high? နားကြီးရောဒါလေးပဲယူတော့နေရော Would you rather be able to talk to animals or be able to turn invisible for 10 seconds? okay ဒါပဲ okay ဘေးပြောက်သွားတာတော့ပျောက်သွားပြီပျောက်သွားလိုက် Would you rather have a ဒါလေး magic နဲ့တိုးလိုက်ပါ bag မယ် that always has snacks or a magic book that tells fun stories? have a bite
နေဒါပါကြီးလေလွယ်လိုက်မယ်ကွာဖတ်စာ can you like our game please the westဘာမှမဖတ်လိုက်ရအောင်67ဘာမသိဘူးကွာစာအများကြီးပဲမဖတ်တတ်တော့ Would you ဘူး rather have a pet baby dragon or a pet baby dinosaur? baby dinosaur ပဲကြိုက်တယ်အော်လိုက်လာ oh my god ချစ်စရာကောင်းတဲ့စိတ်ကအဲ့ကမိုက်တယ်ဟုတ်တယ် तू ကတွန်းပေးတယ်တွန်းပေးတယ်ကွာတွန်းတယ်ကွာ Would you Yeah. rather eat chocolate or chocolate candy? chocolate chocolate music ကပါ chocolate ပဲကြိုက်ပါတယ် oh wow cookie ပါ cookie oh Would you rather be a tiny elf in a big world or a big giant in a tiny world? ချစ်ဒါလေးရွေးကြည့်လိုက် oh my god ကြီးဖြစ်သွားပြီ cookie တိုင်းနဲ့ဟုတ်ပါတယ် Would you rather go back to the first world or finish the game? finish the game Robert ဒါပဲရွေးလိုက်မယ် yes ဒါဆိုရင်မယူရသေးတဲ့ဥစ္စာတင်ယူမယ် okay ဒါလေးဟမ် okay ဒါဆိုရင်တက်တာပါဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်အားလုံးကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်ဒီထက်ကြံတဲ့ game လေးလည်းစောက်ခွင့်ပြပါမယ်